လှလာထွေးနှစ်ဆင့်ပြန်လည်ဖန်သွားခဲ့တာဖြစ်ပါတယ်။ဒါရကန်နေထိုးတယ်ခင်ဗျာစင်မူဘီရဲ့ကန်ချက်ကဘောလုံးကလဲထွက်သွားခဲ့ပြီးတော့ဒီနာမိုသင်းရဲ့ကိုယ်ပေါ်တောင်းနေတော့ဟုတ်ပါပဲ။ရုံနိုင်တင်မဲ့စင်မူဘီကန်ပြီကိုပြန်ပြီခင်ဗျာစင်မူဘီရဲ့တကယ်ကို quality မြင့်လို့နေတွင်းကိုတွေတော့ထပ်ပြီးရှင်နာမိုသင်းမဲ့နန်ခွာခိကန်နေကိုတယ်ခင်ဗျာဒီနေ့ပွဲစဉ်ကတော့ကျွန်တော်တို့အစင်တန်းမြန်မာလုံးနဲ့တွင်းကိုတွေကိုတော့စက်တိုက်မြင်နေရတဲ့ပွဲစဉ်လို့ဆိုရမှာဖြစ်ပါတယ်။ရဲ့ချီပါဦးဆောင်တော့လက်ချက်မိနစ်တွေကပို့ပြီးတော့စိတ်ဝင်စားဖို့တော့ကောင်းတယ်ခင်ဗျာရန်ကုန်သိမ်းမဲ့ရလာပြီးပြီးတော့သွားတယ်ရန်ကုန်သိမ်းမဲ့ရှိုလဲနာကိုပြီခင်ဗျာကျွန်တော်တို့မိနစ်ပိုင်းအတွင်းမှာရန်ကုန်ကတွင်းလာရင်နာဘောကခြေပေါက်လိုက်တယ်လက်ရှိမှာရန်ကုန်ကနောက်ထပ်ဒီလိုကိုပါပေးတာပဲကိုပြီညာ ISPD နေငယ်ပွဲပေါ်အာယုံဆိုင်ခင်မာလာထုံးအလိုက်တဲ့ရှေ့ကိုမပေးတာလေခေါင်းတိုက်ပြီးကိုပြီညာဝါရင်အကွင်းလေကစားမော အကိုလုံးထည့်ရောက်ပြီးတော့ဆောင်ကိုရရှိဖို့ကြိုးစားနေရလဲဖြစ်ပါဒီချိန်မှာရတယ်လက်ကမ်းပြီကျော်လို့မဆုံးခင်ပါပဲ ISPD ကတော့ပြန်ယူဝါညာ ISPD မဲ့ area တွေဝင်လာတယ်လင်းမြင့်မို့လက်ပိတ်ပြီကိုပြန်ပြီညာဒီချိန်မှာတော့လင်းမြင့်မို့ဒီနေ့ပွဲစဉ်ရဲ့ ISP တင်တော့တတိယမြောက်တင်လာတယ်လင်းမြင့်မို့ area တွေမော့ပေးလာတယ်ပြန်ချက်ထွက်လာပြီလက်ကန်လာပြီကိုရညာညာချမ်းလေးလင်းမြင့်မို့ရဲ့ဖေးဖို့မှုကို area တွေမှာရှန်တင်ရဲ့အခုသမားခိုင်ဆောင်ဝင်းဗုတ်ထုတ်ကဝယ်ရင်းနဲ့ပဲပြန်ရှန်ထွက်လာတယ်ဗါတယ်ဆောင်းတစင်ဦးဒေါကမော်ကနေပေးရတယ်ကောင်းတိုက်ပြီကိုတယ်ခင်ဗျာဘယ်ကစားချိန်မိနစ်10ရောက်လာတော့ရန်လန်ပြုံးမယ်အရာကြီးဆွဲဝင်လာတယ်ရှုပ်ပေးရပြီကောင်းတိုက်တယ်ရန်လန်နဲ့စတဲ့ညောင်ဒီတင်လက်ကဲတယ်ကိုပြီခင်ဗျာညောင်ဒီတင်ချေပါဖို့တကူတော့ပြန်ပြီးတော့ပြေးလိုက်ပြီလေဖြစ်ပါတယ်စမ်းတော်ချထိန်နဲ့စမ်းတော်ရသေးတယ်စမ်းတော်မရသေးတယ်စမ်းတော်မရသေးတယ်စမ်းတော်မေထက်လူနော်ထရဝေကိုပြီခင်ဗျာဒီအော်ရီယာစီတေးစမ်းတော်ပဲလက်ချိုပေးတော့တယ်လဲလာရဲလာကိုပြီခင်ဗျာပြီရှေယုံကောင်းနေတယ်ရောက်နေမြရီဒီဖော်နာအနောက်ပြတွဲထားတယ်နော်ထက်ဝေချထိန်နဲ့နော်ထက်ဝေတယောက်ခောက်တယ်နော်ထရဝေကိုပြီခင်ဗျာအဲ့လိုဒီပွဲစီမှာတော့ချဲဝေကိုရခဲ့မြဆန်းတော့ကန်ပြီကိုပြီခင်ဗျာဆန်းတော့ ERA တဲ့တော့ဒီကစားနေရတော့မြင်နေရဖြစ်ပါတယ် Gloria ပဲ ERA ဝင်လာပြီ Gloria လက်ကန်နေတပိတ်ကိုပြီမြောင်းဒီနေ့ပွဲနေတောက်ချောင်း Gloria ရောတောက်ချောင်းဆွဲတက်လာပြီဖြစ်ပါတယ် Gloria ပဲ ERA ဝင်လာပြီ Gloria လက်ကန်နေကိုရမြောင်းခွာပိုင်းလေးအတင်းပေါ်ကျိုးမှုနေပြီချိန်ကျော်ဘယ်ညမှာပဲအရာကြီးဆွဲဝင်လာပြီရှင်းလက်ကန်နေဝယ်ပြီးတော့ဘလောင်းပါ